တရားရုံးမှာအမှုခင်းဖြစ်ကြတဲ့အမွေလူကြတဲ့ဆိုရင်များသောအားဖြင့်ငွေကြေးမြေယာအင်ရှင်မြေပြဿနာတွေကြောင့်ဖြစ်ကြတာများပါတယ်။ဒါပေမဲ့မျက်စိနဲ့မြင်ရလက်နဲ့ကင်တွယ်လို့ရတဲ့ပစ္စည်းမဟုတ်ဘဲနဲ့နန်းနန်းဘော်ကနေရာတနေရာတွေတရားရင်ယူထိတက်ပြီးတော့အကျိတ်အနဲ့အမွေလူခဲ့ကြတဲ့ထူးဆန်းတဲ့အမှုတစ်ခုရှိခဲ့မှုပါတယ်။ဒါဟာရင်းမဲ့ပင်မြို့နယ်ကအမေရရင်နှစ်ပွဲမှာနှစ်စဉ်ကျင်းပလေရှိတဲ့အနောက်ကတော်နန်းနန်းရဲ့နန်းထိနေရာကိုမိသားစုနှစ်စုကသူ့ပိုင်နဲ့ကိုပိုင်နဲ့ဆိုပြီးတော့အရှိတင်ဖြစ်ခဲ့ကြတဲ့အမှုပါ။ပို့ပြီးတော့အံ့ဩစရာကောင်းတာကအောက်ရှိတရားရုံးတွေကနေတရားရင်ယူထိရောက်သွားခဲ့ပေမဲ့တရားဥပဒေကဒီအမှုကိုဘသူ့ကိုမှအနိုင်ပေးပြီးတော့ဖြည့်ရှင်းမပြနိုင်ခဲ့ပါဘူး။ဘာကြောင့်ဖြည့်ရှင်းမပြနိုင်ခဲ့လဲဆိုတာကိုစက်ကြည့်အောင်ပါ။ဒီဇလန်ရဲ့မူရင်းစီရင်ထုံးကတော့1994ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်တင်ရွှေနဲ့ဒေါ်ကြည်ဝင်းပါနှင့်တရားမဒုတိယအယူခံမှုစီရင်ထုံးဖြစ်ပါတယ်။ဒီပြဿနာရဲ့ဇလန်စာတာကမိသားစုသမိုင်းကြောင်းကနေလာတာပါ။နားလည်လွယ်အောင်မိသားစု family tree လေးကိုအရင်ကြည့်အောင်ပါ။မူလကဥပိုးရှင်နဲ့ဒုံမြဆိုတဲ့ဇနီးမောင်နှံရှိပါတယ်။သူတို့မှာဥပခင်ဆိုတဲ့တူဦးလေးတော်သားရှိပါတယ်။အဲ့ဒီဥပခင်ကဒေါ်စိန်ပွင့်ဆိုသူနဲ့အိမ်ထောင်ကြပြီးတော့သမီးဒေါ်ကြည်ဝင်းကိုမွေးဖွားခဲ့ပါတယ်။ဒီဒေါ်စိန်ပွင့်နဲ့ဒေါ်ကြည်ဝင်းကဒီမှုမှာတရေပြိုင်နေဖြစ်လာမဲ့သူတွေပါ။အရှင်တန်တော့ဒေါ်မြကွယ်လွန်သွားပါတယ်။အဲ့ဒီကဥပိုးရှင်ကဒေါ်ကြဆိုတဲ့အမျိုးသမီးနဲ့နောက်အိမ်ထောင်ထိုက်ပြလိုက်ပါတယ်။သူတို့နှစ်ယောက်ကနေသမီးဒေါ်တင်ရှူကိုမွေးဖွားခဲ့ပါတယ်။ဒီဒေါ်တင်ရှူကတော့ဒီအမှုမှာတရားစွဲဆိုတဲ့တရားလိုပါပဲ။ပြဿနာကဘယ်ကစလဲဆိုရင်ဒီအနောက်ကတော်နန်းနန်းကိုဘသူကစတီခဲ့ရလဲဆိုတဲ့အချက်ပါပဲ။တရားလိုဒေါ်တင်ရှူဘက်ကဘာပြောလဲဆိုတော့ဒီနန်းနန်းကိုသူ့မိခင်ဒေါ်ကြာကစတင်တည်ထောင်ခဲ့တာဖြစ်လို့သူ့သားလျင်နန်းထင်းဖြစ်ကြောင်းမွေးဟကြီးညာပေးပါဆိုပြီးတော့တရားစွဲပါတယ်။တရားပြန်ဖြစ်တဲ့ဒေါ်ကြည်ဝင်းတို့သားအမိဘက်ကလည်းပြန်ရှင်းပါပါတယ်။မဟုတ်ဘူးဒေါ်ကြာမတိုင်ခင်ကလေးကဘိုးဘွားတွေဖြစ်တဲ့ဥပိုးရှင်နဲ့ဒေါ်မြတို့ပိုင်ခဲ့တာ။မူရင်နတ်စုကန်စီတန်အိုနဲ့နတ်ပုံတော်တွေကိုလည်းငါတို့ကပဲအမွေခံအဖြစ်လက်ရောက်ခံစားနေတာလို့ဆိုကြပါတယ်။အငင်းပွားမှုတွေကြီးလာတော့ရက်ွက်အစင်းကနေနန်းထင်းအဖြစ်ခံစားခွင့်ကိုတရားတဝက်စီ90ခွင့်ပြုမိထုတ်ပေးခဲ့ပါတယ်။ဒါကိုဒေါက်တာရှေကမကျင်းတဲ့အတွက်သူတူဦးဒေတာနန်းထင်းပြကြောင်းနဲ့ဒေါ်ကြည်ဝင်းတို့နန်းဘုတ်ကိုတက်ရောက်တာကိုအမြဲတမ်းတားမြစ်ပေးဖို့ရင်းမဲ့ပင်မြို့နယ်တရားရုံးမှာ1989ခုနှစ်ကစပြီးတော့တရားစွဲဆိုပါတော့တယ်။ဒီနေရာမှာဥပဒေပုံမှန်တစ်ခုကိုကျွန်တော်တို့သတိထားကြည့်ရပါမယ်။ဒေါ်တင်ရှေကတိကျသက်သာခွင့်အဥပဒေပုံမှန်40နဲ့ရမွေးဟကျင်ညာချက်ဒီဂရီရဖို့ဆွဲဆိုတာပါ။ဒါပေမဲ့မူလမြို့နယ်တရားရုံးကရောပထမအယူခံရုံးဖြစ်တဲ့စကိုင်းတိုင်းတရားရုံးမူရခရိုင်ကပါဒီအမှုကိုပတ်လက်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့အမှုဟာဒေါ်တင်ရှေရဲ့အယူခံဝင်မှုကြောင့်တရားရုံးရုပ်ထိကိုရောက်လာခဲ့ပါတယ်။အယူခံတရားလိုရှိနေကဘလို့လျှောက်လဲလဲဆိုတော့မူလရုံးတွေကနန်းထင်းအရာကိုမြန်မာတလေထုံတန်းအမွေဆက်ခံခွင့်အရာကောက်ယူဆုံးဖြတ်သွားတာမှားယွင်းပါတယ်လို့ထားပြပါတယ်။တရားပြန်ရှိနေဘက်ကကြတော့လဲနန်းထင်းအရရဆိုတာဒလေထုံတန်းအရာပဲလက်ခံကျင်းသုံးရမှာဖြစ်ပြီးတော့မွေးဟကျင်ညာပေးဖို့ဆိုတာတရားရုံးရဲ့စင်ကျင်တို့တရားအရာချမှတ်ပေးတဲ့မှာချမှတ်ပေးရတဲ့သက်သာခွင့်မျိုးဖြစ်လို့အာယုန်တွေကပလက်တာမှန်ကန်ကြောင်းခြေပခဲ့ပါတယ်။တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကတော့အမတန်ရှင်းလင်းပြသပါတယ်။တိကျသက်သာခွင့်အဥပဒေပုံမှန်40နှစ်အရာမွေးဟကျင်ညာပေးဖို့ဒီဂရီချမှတ်ပေးဖို့ဆိုရင်တရားလိုမှာဥပဒေနဲ့အညီရရှိထားတဲ့တရားဝင်အခြေအနေတရားရဲ့ဒါမှမဟုတ်ပစ္စည်းနဲ့ဆက်လျင်ပြီးတော့ရထိုက်တဲ့အခွင့်အရေးတရားရဲ့ရှိဖို့ကအဓိကလိုအပ်ပါတယ်။အနောက်ကတော်နန်းနန်းရဲ့နန်းထင်းဆိုတာနှစ်စဉ်ကျင်းပမယ့်ဖြစ်တဲ့နယ်ပွဲမှာအစဉ်အလာရတိဆောက်ခဲ့တဲ့နန်းခွဲကိုထိန်းသိမ်းသူသာဖြစ်ပါတယ်။နန်းထင်းဆိုတာဥပဒေအရလူတဦးတယောက်ရဲ့အခွင့်အရေးရပိုင်ခွင့်မဟုတ်သလိုပစ္စည်းနဲ့ပတ်သက်တဲ့အခွင့်အရေးရပိုင်ခွင့်လည်းမဟုတ်ဘူးလို့တရားရုံးချုပ်ကအတိအလင်းဆုံးဖြတ်ခဲ့ပါတယ်။အယူခံတရားလိုကိုယ်တိုင်ကလည်းနန်းထင်းအရရဟာရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေမှာမပါဝင်ဘူး။တစ်နှစ်တခါနယ်ပွဲမှာနန်းထင်းဖြစ်ဆောင်ရွက်ခွင့်လေးသာဖြစ်တယ်လို့ဝန်ခံထားတာတွေ့ရပါတယ်။ဒါကြောင့်ဒါဟာဥပဒေနဲ့အညီရရှိတဲ့အခွင့်အရေးမဟုတ်တာထင်ရှားသွားပါတယ်။အနှစ်ရှုရရင်တော့နန်းထင်းအဖြစ်မွေးဟကြီးညာပေးဖို့ဆိုတာတိကျသက်သာခွင့်အဥပဒေပုံမှန်40နှစ်အရာကြီးညာပေးထိုက်တဲ့သက်သာခွင့်မျိုးမဟုတ်တဲ့အတွက်မူလတရားရုံးတွေကအမှုကိုပတ်လက်ခဲ့တာမှန်ကန်တယ်ဆိုပြီးတော့တရားရုံးချုပ်ကဒီအယူခံမှုကိုဈေးနဲ့တကွပတ်လက်လိုက်ပါတယ်။ဥပဒေဆိုတာပစ္စည်းဥစ္စာနဲ့တရားဝင်အခွင့်အရေးတွေကိုသာအကာအကွယ်ပေးတာဖြစ်ပြီးတော့ရိုးရာအစဉ်လာယုံကြည်မှုသက်သက်ဖြစ်တဲ့နန်းထင်းအရရမျိုးကိုတော့ဥပဒေအရတရားဝင်ပိုင်ဆိုင်မှုအဖြစ်အသိမှတ်ပြုကြီးညာပေးလို့မရဘူးဆိုတာကိုကျွန်တော်မိတ်ဆွေတွေအတွက်ဥပဒေဘုဟုတုတဖြင့်မျှဝေပေးလိုက်တာဖြစ်ပါတယ်။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့ပြောလင့်ပါတယ်။အကျိုးရှိတယ်ဆိုရင်လည်းကွန်မန့်မှာရေးသွားပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။